သမီးကူကူဟုတ်တယ်သမီးကိုဒယ်ရီကတာဝန်ပေးထားတယ်ဒယ်ရီတို့ဟိုတယ်မှာဘသူကအလုပ်လုပ်တယ်ဘသူကအလုပ်မလုပ်ဘူးဆိုတာသမီးကိုကြည့်ခိုင်းထားတာနော်အဲ့တော့သမီးကပွင့်ပွင့်လင်းလင်းဒယ်ရီကိုပြောဒယ်ဒီဟိုတယ်မှာလေသမီးကလွယ်လို့ဘသူမှအလုပ်မလုပ်ဘူးဒယ်ဒီကအချောင်းခုန်နေကြတယ်အဲ့လိုကြီးလားသမီးကလွယ်ပြီးတော့ကျန်တဲ့လူတွေအလုံးမလုပ်ဘူးဟာမဟုတ်သေးပါဘူးဟမ်မဟုတ်ဘလို့ပြရတာလဲကွာဟေးသမီးကဒယ်ဒီခိုင်းထားတဲ့အတိုင်းဟိုတယ်မှာရှိရဘသူတွေအလုပ်လုပ်တယ်ဘသူတွေအလုပ်မလုပ်ဘူးဆိုတော့စောင်းနဲ့လိုက်မှတ်တယ်ဒါသမီးတာဝန်ကြီးတယ်လေဒယ်ရီကခိုင်းထားတာပဲမှန်တယ်ကျန်တဲ့လူတွေကအလုံးမလုပ်ဘူးဟာမုံကြည့်ပြောပါဦးကွာသမီးကိုနှဲစီကိုဘုံးစီရောဟာအဲ့ဒီမနေကြရောမမနေကြလဲဟိုတယ်မှာလာတင်တာနဲ့ဟာပြန်တူခဲတူကြကြတော့ရောသူကလည်းခိုးဆောင်နေဟင်းကိုခိုးဆောင်ဟာမိဖို့ကြောင့်နေဟင်းတွေကိုခိုးစားတယ်အဲ့ဒါဆိုရင်သမီးရဲ့အကိုကြီးမိုးဆက်ကရောသူဘာလုပ်နေလဲသူလည်းတူတူပဲဟိုတယ်မှာလာတဲ့မင်းသမီးကိုဖုန်းလိုက်ကြောင်းလို့အမလင်းကားစီးွားတော့ပြတ်တော့မှာပဲလာတဲတဲ့မင်းသမီးကိုဖုန်းကြောင်းတယ်ဟာမောအဲ့ဒါပဲမင်းသားသမီးတွေအကုန်လုံးတယောက်တစ်ပေါက်ကွာမင်းဘာမှမပြောဘူးကိုကလည်းမို့ပဲပြပြောမနေတယ်လေကိုလိုလိုက်လို့ဒီလိုဖြစ်နေတာလို့ပြောမုံကလည်းကွာကိုကလိုလိုက်တာမဟုတ်ဘူးဒီကောင်းနေငွေရဲ့တန်ဖို့မသိလို့ကိုယ့်ရဲ့ဟိုတယ်မှာဒါအလုပ်သမားအနေနဲ့မင်းတို့အလုပ်လုပ်ရမယ်ဆိုပြီးတော့ကိုကခန့်ထားတာလေငွေတန်ဖို့ကိုသိအောင်လို့အဲ့လိုခိုင်းတာအခုကဘာမှမလုပ်ကြဘူးဖြစ်နေတယ်ပြောတာပဲရမှမရတာဟာအော်ဒီလိုပဲလေကွာဒီမမလူးတွေနဲ့ကောင်မလေးတွေဟိုကြည့်ဒီကြည့်ဒီလိုပဲကြည့်နေတော့ဆိုမင်းအဆန်းလုံးနေတယ်ကိုမသူတို့ကြည့်ရကျမတို့သမီးနွယ်သားကြီးကိုချောင်းနေတာငါသမီးကိုချောင်းနေတာခွဲမှလာလေရှားလာကွာဒါတော့ပဲချောင်းနေရရှားလာမင်းပိုင်စင်လာပြီးကျင်တယ်မင်းပတ်စံမပေးတော့ဘူးလားကျွန်တော်ပေးခဲ့တယ်ပေးပြီးပြီလေနောက်ထပ်တနားရီတော့ပို့သွားလို့ဘာလာပြောနေတာလဲမင်းကွာမရိုင်းလိုက်မင်းဘာကြည့်နေတာတို့လားဟုတ်ပါဘာကြည့်ခင်ဗျားနဲ့ပါဟဲ့မင်းကငါအကောင်မေးနေတာနော်ငါစိတ်မတော်ခင်မင်းကောင်းကောင်းဖြစ်မင်းဘာကိုကြည့်နေတာလဲမင်းပြောကဲသိကြည့်လဲပြောမယ်ဗျာဟိုမှာတွေ့လားပေါင်နံဖွေးဖွေးနဲ့တော်လေးအဲ့တော်လေးကိုပြောနေတာဟိုငါတတ်ပြီးတော့မယ်ဒီမှာအဲ့တော့ငါတို့သမီးငါတို့နှစ်ယောက်ရဲ့သမီးမင်းကိုအေးအေးယူလို့ရတယ်နော်ဘာလို့လဲဗမဲ့လေဒီမှာအန်ဒီလူတယောက်ကိုအဲ့လိုအထက်စီးရမပြောပါကျွန်တော်လည်းခြာဝင်ကောင်မဟုတ်ဘူးဗျကဲမင်းကဘာကောင်လဲကွာပြောသမောသိချင်ပြောရတယ်အေးပြောရန်ကုန်မြို့ကဂိုးရင်းစီးလေးကိုသိတယ်ဘာဖြစ်လဲအေးအဲ့ဒီဘေးကလမ်းကြားထဲကဝင်သွားရင်ကျွန်တော်ရုံရောက်တယ်ဟုတ်ပါပဲကွာ